ဒီနေရာကဗီယက်နမ်နိုင်ငံကွီညွန့်မြို့မှာရှိတဲ့ပင်လယ်ကမ်းခြေတစ်ခုပါကွီညွန့်မြို့ရောက်ဖို့အတွက်ဟန်နွိုင်းကနေပြီးကွီညွန့်ကို23နာရီဝန်းကျင်ကားစီးခဲ့တယ်ပြီးမှဒီမြို့ရောက်တဲ့ပေါ့နော်ဒီမြို့ရောက်တော့ည8နာရီ9နာရီဝန်းကျင်လောက်ကြီးဖြစ်နေပြီပင်လယ်ကမ်းခြေတစ်လျှောက်လုံးလှတဲ့နေရာလှတယ်တချို့နေရာတော့မလှဘူးပေါ့နော်အနက်အသက်နည်းနည်းမကောင်းတဲ့နေရာလည်းရှိတယ်လို့ကောင်းတဲ့နေရာလည်းရှိတယ်အခုဒီဗီဒီယိုတွေကနေရာကတော့ခွင်းညွန့် view point လို့ခေါ်ချတဲ့နေရာပေါ့နော်မြို့တွေကနေပြီးတော့မြို့ရဲ့တောင်ဘက်လိုဟာမျိုးနည်းနည်းလေးသွားရတယ်နည်းနည်းလေးမှနည်းနည်းလေးပဲသွားရတယ်ပြီးတော့ဒီနေရာရေကအရန်လှတယ်ပြာလဲ့နေရပဲပြီးတော့ကြောက်တုံးတွေကလည်းပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲကြောက်တုံးလှလေးပေါ့နော်ကြောက်တုံးလှလေးရှိရဲ့ဒီဗီဒီယိုတွေကအခုငါဖမ်းနေတဲ့ပုံစံမျိုးကတော့အနီးနားရွာလိုရွာပေါ့နော်ရွာလူကငါဖမ်းတာဒါပေမဲ့ငါးတွေပါလေအဲ့လိုမျိုးညစ်ပတ်နေရမျိုးမဟုတ်ဘူးဒီနေရာရေကအရင်လှတဲ့အပြင်မြို့ကအပေါ်စီးကနေမြင်နိုင်တာဒီနေရာကိုရောက်ဖို့အတွက်စိုက်ကယ်နဲ့တောင်တက်တလို့လမ်းလေးနည်းနည်းတက်ရတယ်အဲ့ဒီလောက်ပါပဲပြီးတော့ဝင်ကြီးပေးရတယ်ဒီနေရာကဘယ်လောက်လဲတော့မသိဘူး